ဒီနေ့ကဒီကောင်မန်နေဝင်တာပေါ့ဒီကောင်ကလည်းကျွန်တော်အမီးတွေပေါ့အမီးအတောင်တွေမအောင်လို့ဆိုပြစ်ထားတာတော်ကြားတယ်သူ့ကိုကျွန်တော်ပြစ်ထားတယ်ဆိုတော့အိမ်ပေါ်မှာတန်းပြစ်ထားအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အခုအမီးတောင်ကစုံပြီးအမီးတောင်စုံမဲ့သူအရိုင်းစိတ်နည်းနည်းလေးဝင်သွားတာအရိုင်းစိတ်ဝင်သွားဆိုတော့ပြင်းတဲ့အတိုင်းပဲလူကိုပြန်လှုပ်ချင်တယ်ကျွန်တော်အနာကပ်ပြမယ်ကြည့်ဒီကခုနကကျွန်တော်ပါလမ်းစိတ်အဲ့တော့မန်နေရဒီလိုပဲဒီပတ်ဝန်းကျင်နဲ့အဲ့လိုပေါ့ထိတွေ့မှုပေးရတာပေါ့အဲ့လိုမျိုးပတ်ဝန်းကျင်နဲ့ထိတွေ့မှုပေးတယ်အဲ့လိုလမ်းလေးလိုက်လျှောက်ပေးတယ်ပေါ့ဒါပါစက်ဟာတွေဆိုငှက်တွေကဒီရဲ့လှုပ်ရှားမှုအားနည်းတဲ့ငှက်တွေပေါ့ဥမာအထိုင်များတဲ့ငှက်တွေအများတန်းကျိုးချီရတဲ့ငှက်တွေကကြတော့သူလှုပ်ရှားမှုအားနည်းတော့ပါစက်ဟာပြီးသူဟောဟဲ့ဒီစိုက်အရိုင်းမရိုင်းကောင်နေတယ်အဲ့လိုပဲပါစက်ကြီးဟာပြီးနေတာလူနဲ့တော်တော်ရှင်သွားပြီးအခြေအနေတစ်ခုကောင်းသွားပြီဆိုမှသူတို့ကဒီဟောရဲ့ site တာတွေဘာတွေမရှိတော့မှာပေါ့အခုတော့မြင်တဲ့အတိုင်းပဲဒီမှာကြည့်ကြောင်တောင်နဲ့ဟုတ်လား